ကိုရောက်တဲ့နေရာမှာတဲ့ကုသကောင်းမှုလုပ်ပြီးနတ်တွေကိုမေတ္တာပို့ပါအမြဝေပါအမြဝေပါနေရာအသစ်နေတိုင်းမြတ်စွာဘုရားအဲ့ဒါနေရာအသစ်ရောက်လာပြီဆိုရင်ကုသကောင်းမှုလုပ်ပြီးနတ်တွေကိုမြဝေပါတဲ့လူတွေလည်းမြဝေကြတာပဲသို့တော့ကိုမြဝေတာကိုသိတဲ့လူကကိုမိတ်ဆွေကြီးအနိပါပဲရှိတယ်နဲ့ပဲရှိတယ်နော်ကိုအမြဝေတာကိုစောင့်စားမျှော်လင့်နေတာတော့နတ်တွေပဲဘုလိုကောင်းမှုလုပ်ပြီးတော့နတ်တွေကစောင့်စားမျှော်လင့်ဒါလူတွေကမသိဘူးနတ်နဲ့လူနဲ့ဘယ်လောက်ထိအောင်ပတ်သက်နေတော့ဆိုမြတ်စွာဘုရားလက်ထက်တုန်းကကင်းကမြင့်ကမ်းခြေမှာပါတလိဆိုတဲ့ရွာကိုမြို့ပြတီထောင်တဲ့မြို့ပြတီထောင်မှုမြေခွက်တွေချတဲ့အချိန်မှာအဲ့ဒီမြေခွက်တွေနေရာတွေရိုက်ပြီးဆိုကြတဲ့နတ်တွေကနေရာဥကုန်ပြီးတဲ့နတ်တွေကရင်လာပြီးနေရာဥတယ်တဲ့အဲ့လူတွေမသိဘူးဘယ်သူကသိတော့ဆိုမြတ်စွာဘုရားဒေဝစက္ခုနဲ့ကြီးတဲ့အခါသိတာကောင်းမေဆိုတဲ့နေရာကိုတကိုးကြီးတဲ့နတ်ကယူထားတယ်သူစင်တန်းနဲ့သူပဲအဲ့တကိုးကြီးဆုံးနတ်ရှူတဲ့နေရာကိုမြို့ပြပလန်ချတဲ့ပုဂ္ဂိုလ်တွေကဘုရင်နန်းတော်အဖြစ်ဆောက်ဖို့စိတ်ဝင်စားတယ်အဲ့ဒီစိတ်ဝင်စားတဲ့နေရာဒီနတ်တွေကတကိုးကြီးဆုံးနတ်ကယူထားတဲ့နေရာပဲဖြစ်တယ်အဲ့တော့တကိုးကြီးဆုံးပုဂ္ဂိုလ်နေရာကိုတကိုးကြီးဆုံးနတ်ကနေသူ့အဆင့်နဲ့သူနေကြတယ်ဆိုတဲ့ပဲအဲ့ဒါပါတလိဆိုတဲ့ရွာကြီးကိုမြို့တီတုန်းကမြတ်စွာဘုရားကလောကကြီးကိုကြည့်လိုက်တဲ့အခါဒေဝစက္ခုထဲမှာပါတလိမြို့ကလည်းလူတွေကသာအကွက်ရိုက်တယ်လို့ထင်တာနတ်တွေကလည်းနေရာတွေယူထားလိုက်ကြတာပါလားကြည့်လိုက်တော့တကိုးကြီးတဲ့နတ်တွေနေရာယူတဲ့နေရာပင်းဆိုရစာနေရာသူတဲ့အဆင့်တစ်ဆင့်နှိမ့်သွားရင်မူကြီးမိုက်ရအဲ့တဲ့တစ်ဆင့်နှိမ့်သွားရင်တထေးတဲ့ကျွဲအဲ့တဲ့တစ်ဆင့်နှိမ့်သွားတယ်ကြတော့တမန်ရက်ွက်တွေဖြစ်သွားသူအဆင့်လိုက်လူတွေရဲ့အဆင့်လိုက်နတ်ကလည်းပေါင်းတဲ့ဆက်ဒါကတော့မှန်တာပဲတထေးရက်ွက်ဆိုတထေးတွေကြီးပဲနေကြတာလေသူဆင်းလိုက်သူနေကြတယ်ဆိုတာတော့ဝါကြပါဝါကြဆမ်းလာပြီးဆင်းမြင့်တဲ့လူတွေနေရဘုံကရှိတဲ့လူတွေနေရနတ်တွေကလည်းဘုံကရှိတဲ့နတ်တွေနေကြ